ပြန်ကနေပြန်လဲကြိုးဆိုလိုက်ပါလေကျွန်တော်တို့နိုင်ငံဘာကြောင့်ဆယ်စုနှစ်ပေါင်းများစွာစစ်ပွဲတွေတိုက်ပွဲတွေနဲ့တန်တရားလဲနေရတာလဲပြည့်ရှင်းရှင်းလေးပါခိုင်မာပြတ်သားတဲ့နိုင်ငံတော်ဗဟိုပြုစနစ်မရှိခဲ့လို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောချင်တာကတော့တချို့လူတွေကတော့ကြိုက်ကြမှာမဟုတ်ပေမဲ့ဒီခေတ်လက်တွေ့မှာတော့အလုပ်ဖြစ်နေတဲ့မြောက်ကိုရီးယားနိုင်ငံရဲ့အုပ်ချုပ်မှုစနစ်နိုင်ငံရေးပုံစံမျိုးအကြောင်းပါမြောက်ကိုရီးယားလို့ပြောလိုက်ရင်လူတွေကနိုင်ငံတကာစီးပွားရေးတန်တမာရေးပိတ်ဆို့ထားခံရတာပဲပြည့်မြင်တတ်ကြပါတယ်ဒါပေမဲ့နောက်ွယ်ကတကယ်အရှိတရားကိုကြည့်ကြရအောင်ပါကမ္ဘာအင်အားကြီးနိုင်ငံတွေဝိုင်းဝန်းပိတ်ဆို့ထားတဲ့ကြားထဲကနေသူတို့ဘလို့အချုပ်ချာအာဏာမပျက်စီးအောင်ယနေ့ထင်ကြီးတောက်ခံနိုင်ကြတာလေအဓိကတော့စစ်တပ်အင်အားလက်နက်အင်အားနဲ့ပြည်သူအင်အားကိုတသားတည်းဖြစ်အောင်တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကမ္ဘာသမိုင်းကိုပြန်ကြည့်ရင်လည်းနိုင်ငံတစ်ခုမှာလက်နက်အင်အားနဲ့စစ်တပ်အင်အားမတောင့်တင်းရင်ပြည်သူတွေကလည်းစစ်တပ်နဲ့တသားတည်းမရှိရင်အဲ့ဒီနိုင်ငံဟာပြိုကွဲပျက်စီးတာပါပဲလီဘီယာနိုင်ငံကိုကြည့်မလားဂရာဗီယာနောက်အုပ်စုရဲ့စကားကိုနားယောင်ပြီးကကြမှာသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်ရလကပါလေအင်အားကြီးနေသွားတဲ့အချိန်မှာအနောက်အုပ်စုကဝန်းဝေပြီးကမှလီဘီယာနိုင်ငံမှာပျက်စီးသွားခဲ့ရပါတယ်ယူဂိုစလာဗီးယားနိုင်ငံကိုကြည့်မလားလူမျိုးစုကွဲပြားမှုကိုဘိုးအစိုးရကပြက်ပြက်သားသားမထိန်းချုပ်နိုင်တဲ့အခါမှာနိုင်ငံဟာအစိတ်စိတ်မှာကွဲထွက်သွားခဲ့ပါတယ်ဒါကျွန်တော်တို့အားလုံးအတွက်ညှင်းပယ်လို့မရတဲ့ကမ္ဘာသမိုင်းကသင်ခန်းစာတွေပဲဖြစ်ပါတယ်မြောက်ကိုရီးယားကဒီသင်ခန်းစာတွေကိုကောင်းကောင်းကြီးနားလည်သဘောပေါက်ပြီးကကျွန်မသူတို့ရဲ့နိုင်ငံစနစ်ကိုလည်းအဲ့ဒီအတိုင်းပဲကျင့်သုံးခဲ့ပါတယ်အဲ့ဒါကြောင့်မလို့စစ်တပ်ပထမဆိုတဲ့မူဝါဒနဲ့ကာဝေးလက်နက်အင်အားကိုအဆုံးစွန်တည်မြင့်တင်နိုင်ခဲ့တာပါလက်နက်ရှိမှကိုယ်ဘယ်သူမှလာပြီးမထိရဲရမှာကိုယ်အိမ်မှာကာဝေးအင်အားမရှိရင်တခုတည်းမြသဘုံတကန်တွေကအချိန်လိုယူဝင်ရောက် software နှောက်ယှက်နိုင်တယ်ဝင်လှုပ်နိုင်တယ်ဆိုတာကိုသူတို့အကောင်းကောင်းကြီးသဘောပေါက်ထားလို့ပါဒီချက်လက်တွေကိုညင်ကျင်တဲ့သူတွေကတော့ရှိကောင်းရှိနိုင်ပါလိမ့်မယ်ပြည်သူတွေဆင်းရဲကုန်ကြမှာပေါ့နိုင်ငံကလည်းဆင်းရဲဒုက္ခရောက်သွားမှာပေါ့ဆိုပြီးတော့အကြောင်းပြချက်စကလုံးလှလှလေးတွေနဲ့ညှင်းဆန်ကြမှာပါအဲ့မဲ့စဉ်းစားကြည့်ပါလုံခြုံရေးအားမကောင်းတဲ့နိုင်ငံလုံခြုံရေးမရှိတဲ့တိုင်းပြည်မှာစီးပွားရေးဘလောက်ကောင်းကောင်းတရက်အတွင်းပြပုံဖြစ်သွားနိုင်တယ်ပြကျသွားနိုင်တယ်ဆိုတာပါပဲအစ္စရေးနဲ့စစ်ဖြစ်နေတဲ့အရှေ့လေပိုင်းကလက်ဘနွန်နိုင်ငံအီရန်နိုင်ငံဂါဇာကမ်းမြောင်ဒေသတွေကအခုဘလို့ဖြစ်သွားတယ်အမှန်ကိုမြင်အောင်ကြည့်ကြည့်ပါနိုင်ငံတနိုင်ငံကမ္ဘာအလယ်မှာမမတ်တင့်တဲ့ရပ်တည်နိုင်မှုအတွက်စစ်တပ်လက်နက်နဲ့ပြည်သူ3ရပ်လုံးကနိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းအောက်မှာကြောက်ဆောင်လို့ခိုင်မာနေဖို့တွေ့ပါတယ်ကျွန်တော်တို့နိုင်ငံကကာနာရှိဘယ်မလိုက်နိုင်ငံရေးမူဝါဒကိုကျင့်သုံးခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာနိုင်ငံရေးဆိုတာကလည်းအလူတန်းလုပ်နေတာမဟုတ်ပါဘူးအားနေတဲ့လူကိုနင်းမဲ့သူကြီးပါပဲအခုချိန်ကာလထိတရုတ်နဲ့အဆင်ပြေရင်အနောက်နိုင်ငံတွေကဖိအားပေးတယ်အနောက်နိုင်ငံတွေနဲ့အဆင်ပြေရင်တရုတ်ကနီလန်အမျိုးမျိုးနဲ့ဆွတ်ဖက်နှောက်ယှက်လိုက်နေပဲခြာလဘက်လဲနေတာကျွန်တော်တို့မြန်မာပြည်သူပြည်သားအားလုံးကအသိပဲဖြစ်ပါတယ်နိုင်ငံတကာဆက်ဆံရေးဆိုတာကမျက်နှာလိုမျက်နှာရလိုက်လုပ်နေလို့မရပါဘူးဒေါ်ဆန်းသူကြီးအစိုးရလုံးရုပ်သေးရုပ်လေးလို့သူများကြိုးဆွဲရကနေလို့လည်းလုံးဝမရပါဘူးအဓိကမိမိရဲ့ယက်တီချက်မိမိရဲ့နိုင်ငံတည်တည်ငြိမ်ငြိမ်နဲ့ယက်တီနိုင်ရေးပါပဲသူတစ်ပါးစီကအကူအညီကိုမျှော်လင့်နေတဲ့၍နိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုလိုက်တောင်းခံနေတဲ့၍ကျွန်တော်တို့နိုင်ငံဟာသူများကြိုးဆွဲရကရမယ်ရုပ်သေးရုပ်လို့ဖြစ်နေပါလိမ့်မယ်မြောက်ကိုရီးယားနိုင်ငံကိုကြည့်ကြည့်ပါဘသူမျက်နှာမှာမကြည့်ပါဘူးမိမိအမျိုးသားအချိုးစီးပွားကိုပဲရှေ့တန်းတင်တယ်နိုင်ငံတကာကဝိုင်းပယ်ထားတဲ့ကိုနီးကိုဟန်နဲ့ကိုယ့်အနာကိုရက်တည်ရဲကျွန်တော်တို့မှလည်းရင်းမြစ်တိုးတော့တယံဇာနာတွေအများကြီးရှိတယ်စီကံရှိကိုအားကိုတဲ့စနစ်ကိုသာအပြည့်အဝကျင့်သုံးမယ်ဆိုရင်ဒီတယံဇာနာတွေကိုသာအပြည့်အဝကောင်းကောင်းကြီးအသုံးချမယ်ဆိုရင်ဘသူမျက်နှာမှာလိုက်ကြည့်နေစရာမလိုပါဘူးကျွန်တော်တို့အားလုံးလက်ခံရမယ့်အမှန်တရားတစ်ခုရှိပါတယ်တိုင်းပြည်ပြည်ရဲ့ရတဲ့ကယနေ့ထိမတိုးတက်နိုင်တဲ့နောက်ချကြံနေခဲ့ရတာဟာပြည်တွင်းတောင်းကျမ်းမှုနဲ့လူမျိုးစုလက်နက်ကန်ပြဿနာကြောင့်ပဲဆိုတာပါပဲပြစ်ခတ်ရက်စက်အပြစ်ခတ်တိုက်ခိုက်မှုရက်စက်ဆွေးနွေးပွဲတွေလုပ်လိုက်ငြိမ်းချမ်းစကားဝိုင်းတွေဆိုတာတွေကလည်းနှစ်ပေါင်း80ကျော်ကြာလုပ်ခဲ့ပြီးပါပြီရလက်အနေနဲ့ကဘာလဲယနေ့ချိန်ယနေ့ကာလအထိတိုင်းပြည်ကလန်လန်မထူနိုင်အောင်ပဲဖြစ်ခဲ့ရပါတယ်ပြည်သူလူထုကလည်းဆင်းရဲဒုက္ခခံစားနေကြရတဲ့နိုင်ငံတစ်ခုမှာအစိုးရတစ်ခုစစ်တပ်တစ်ခုပဲရှိရပါတယ်လက်နိုင်ငံအဖွဲ့အစည်းတွေနေရာတိုင်းဒေသတိုင်းမှာရှိနေခြင်းကတည်ငြိမ်အေးချမ်းတန်ရာမှုကိုဖျက်ဆီးပစ်လိုက်တာပဲလို့ပြောချင်တာကအချုပ်ချာအာဏာဆိုတာကခွဲဝေပေးလို့ရတဲ့အရာမျိုးမဟုတ်ပါဘူးငြိမ်းချမ်းဆွေးနွေးပွဲဆိုတာကအချုပ်ချာအာဏာကိုမြေပုံပေါ်မှာဒုက္ခလေးထောက်ပြီးကမှဟိုနေရာပေးလိုက်ဒီနေရာပေးလိုက်လုပ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူးအချုပ်ချာအာဏာနဲ့နယ်မြေခွဲဝေပေးုံနဲ့ငြိမ်းချမ်းရေးကရမလာနိုင်ပါဘူးဒီလိုလူမျိုးစုလက်နက်ကိုင်တွေအမြင့်ပြတ်မချေမုန်းသေးသေး၍ကျွန်တော်တို့တိုင်းပြည်ဟာလည်းဘယ်တော့မှတည်ငြိမ်မှုငြိမ်းချမ်းမှုရရှိနိုင်မှာမဟုတ်ပါဘူးတရားဥပဒေစိုးမိုးရေးနဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာဖို့အတွက်ဆိုရင်ပြတ်သားတဲ့စစ်စင်ရေးအင်အားနဲ့အပြုတ်တဲ့အပြည့်ရှင်းရေးနည်းလမ်းပဲရှိပါတယ်ဒါရက်စက်တာမဟုတ်ပါဘူးဒါတိုင်းသားတွေအပေါ်ကိုနှိပ်ကွပ်တာလည်းမဟုတ်ပါဘူးနောက်လာမယ့်မျိုးဆက်သစ်တွေအေးချမ်းချမ်းနေနိုင်ဖို့အတွက်လက်ရှိကျွန်တော်တို့မျိုးဆက်ကပေးဆက်ရမယ်မလွဲတာမရှောင်တာတဲ့တာဝန်တွေပဲဖြစ်ပါတယ်ငြိမ်းချမ်းဆွေးနွေးပွဲဆိုတဲ့စကားလုံးနောက်ွယ်မှာဘာတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ပုံမှန်နဲ့သုံးသပ်ကြည့်ပြီးပါပြီ။မိုင်းတစ်လျှောက်လုံးမှာတော်လန်ပုံကန်သူတွေလူမျိုးစုလက်နက်ကန်တွေနဲ့ငြိမ်းချမ်းရေးစကားပြောခဲ့တာတွေဟာတကယ်လက်တွေ့မှာတော့သူတို့အင်အားပြန်စုဖို့
လူသစ်စုဆောင်ဖို့နဲ့လက်နက်သစ်စုဆောင်ဖို့အချိန်ဆွဲပေးနေသူဖြစ်ခဲ့ရပါတယ်။တစ်ဖက်ကငြင်းငြင်းကြောင်ပြောနေတဲ့အချိန်မှာနောက်ွယ်မှာလက်နက်ခဲရနေစုဆောင်တာနေနေချက်ထုံပြီးတော့မှနိုင်ငံတော်ကြီးပြိုကွဲတော့ခွဲထွက်ရေးလုပ်ဖို့ပဲအမြဲတမ်းပြင်ဆင်နေခဲ့ကြတာ။ဒါကြောင့်မို့ကျွန်တော်တို့တိုင်းပြည်မှာအစိုးရနှစ်ခုစစ်တပ်နှစ်ခုရှိလို့လုံးဝမရပါဘူး။ဥပဒေအထက်မှာလက်နက်ကင်ထားတဲ့တိုင်းသားလက်နက်ကင်တောင်းကျမ်းသူတွေတော်လန်ပုံကသဘုံအုပ်စုတွေရှိနေတဲ့၍နိုင်ငံတော်တည်ငြိမ်ဖို့ငြိမ်းချမ်းရရှိဖို့ဆိုတာကစိတ်ကူးရင်အိမ်မက်တစ်ခုပဲဖြစ်နေပါလိမ့်မယ်။အနာရောဂါတစ်ခုကိုကုသတဲ့အခါစေမီတို့နဲ့အပေါ်ယံကုသရုံနဲ့မရပါဘူး။ယောဂမြစ်ပွားကိုအမြစ်ကနေဆွဲထုတ်ပြရတယ်လို့မျိုးနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်တဲ့ခိုင်မြဲရေးကိုချင်းချောက်နေတဲ့လက်နက်ကင်ပုံကန်သူတွေတိုင်းသားလူမျိုးစုလက်နက်ကင်တောင်းကျမ်းသူတွေကိုကျွန်တော်တို့မြန်မာတပ်မတော်အနေနဲ့အပြုတ်တဲ့အပြည့်ရှင်းတဲ့စစ်ရေးနေနှန်းကလွယ်လို့တခြားရွေးချယ်စရာနေတယ်မရှိပါဘူး။တမိုင်းကိုပြန်ကြည့်ရင်လည်းနိုင်ငံတကာနိုင်ငံတည်ငြိမ်အေးချမ်းသာယာဖို့ဆိုတာကတန်မဏိလိုပြတ်သားတဲ့စစ်ရေးအာဏာနဲ့ပဲတိစောက်ခဲ့ကြရတာပါ။တရုတ်နိုင်ငံရဲ့တမိုင်းကိုကြည့်ကြည့်မလား။ကွန်မြူနစ်ပါတီကတိုင်းပြည်ကိုစူးစီးတဲ့အခါမှာပြည်တွင်းကတပုံတွေကိုစစ်ပင်တွေကိုပြက်သားသားအမြင့်ကနေချိန်မုန်းခဲ့လို့သာလျှင်ဒီနေ့ခေတ်ကမ္ဘာအလယ်မှာအင်အားကြီးနိုင်ငံတကာနိုင်ငံအဖြစ်နဲ့တည်ငြိမ်စွာရပ်တည်နိုင်တာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံကခြေချင်းကြခွဲထွက်ရေးသမားတွေကိုပြဿနာကိုဘယ်လိုဖြေရှင်းခဲ့လဲ။မြို့တော်တစ်ခုလုံးပြာကျသွားစေအောင်လို့တိုင်းပြည်ပြိုကွဲမဲ့အရေးကိုကာကွယ်ဖို့အတွက်သမ္မတကြီးပူတင်ဟာစီရင်အင်အားအပြည့်အဝကိုအသုံးချပြီးကမှအပြုတ်တက်အပြည့်ရှင်းခဲ့လို့ပဲဒီနေ့အထိရုရှားနိုင်ငံဟာအစိမ့်စိမ့်ပေါ်မှာကွဲထွက်မသွားဘဲနဲ့တောက်ခံနိုင်တာပဲဖြစ်ပါတယ်။ဒါကိုတချို့ကအကြမ်းဖက်တာပဲလို့ဆိုဆွဲကြလိမ့်မယ်။ဒါပေမဲ့စဉ်းစားကြည့်ပါအကြမ်းဖက်မှုကိုနှိမ်နင်းဖို့အတွက်ပုံမပြတ်သားတဲ့စစ်အင်အားကိုအသုံးပြုရတာဟာတရားဥပဒေရဲ့သဘောတဘာဝပဲဖြစ်ပါတယ်။တိုင်းပြည်တစ်ခုလုံးပြည်သူတန်ပေါင်းများစွာရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ရေရှည်အေးချမ်းသာယာရေးတို့အတွက်ဆိုရင်တိုင်းပြည်ပျက်စီးနေတဲ့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့တိုင်းသားလက်နက်ကိုင်တောင်းကျမ်းသူတွေနဲ့တော်လန်ပုံကသဘုံတကန်လုံးနေတဲ့သူတွေကိုတနာငင့်ညာနေစရာလုံးဝမရဘူး။သူတို့တွေကိုတနာနေသူတွေကျွန်တော်တို့ပြည်သူတန်ပေါင်းများစွာရဲ့ဘဝအသက်ခံတာကလည်းဆုံးရှုံးနေတာနေဥမှာပါပဲ။အာဏာချင်းတွစ်ဆုပ်ခြင်းတွေဟာတိုင်းပြည်ကိုပုံမနှိမ့်ဆိုင်တဲ့ဖျက်ဆီးခြင်းတွင်တွေကိုပဲဆွဲချပါလိမ့်မယ်။တိုင်းပြည်ကြောက်သေးကြောက်ဖို့လက်တလုံးလို့ဆိုတဲ့စကားကိုအားလုံးကြားဖို့ကြမှာပါ။တဘုံတကန်ရှိနေပြီကျွန်တော်တို့တိုင်းပြည်ကိုတဘုံတကန်တွေကိုမွေးထားနေပြီကျွန်တော်တို့တိုင်းပြည်ကိုဒုက္ခတွင်တွေကိုဆွဲချရတဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။နိုင်ငံတော်ရဲ့အနာဂတ်အတွက်ကျွန်တော်တို့အစိုးရနဲ့တက်မတော်မှပြတ်သားတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ခိုင်မာတဲ့မူဝါဒတွေရှိဖို့လိုအပ်ပါတယ်။ဒါနဲ့ကန်ပုံကံသူမှန်သမျှကိုမြေလံစနစ်နဲ့အပြုတ်တဲ့အပြည့်ရှင်းမှသာလျှင်တရားဥပဒေစိုးမိုးမှုပါနိုင်ငံတော်ရဲ့နေရာဒေသမရွေးတက်ရောက်သွားမှာဖြစ်ပါတယ်။နောက်တော့ဘယ်သူမှနိုင်ငံတော်ကိုပုံကံဖို့မဝင်ရဲတဲ့သွေးတောက်သင်ခန်းစာမျိုးပေးနိုင်မှသာဖြစ်ပါလိမ့်မယ်။အချုပ်အခြာအာဏာကိုထိပါတဲ့နိုင်ငံတော်ကိုတော်တာပုံကံသူတွေကိုမြေပေါ်မြောအမြစ်ပါမကြမ်းတိုက်ထုတ်အပြစ်တိုက်အပြစ်ရှင်းဖို့လက်ရှိအချိန်မှာအသင့်တော်ဆုံးကာလပဲဖြစ်ပါတယ်။ဒါမှသာလျှင်ကျွန်တော်တို့လိုချင်တဲ့စီကံပြေဝပြီးတော့တင်ရင်အေးချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။မိတ်ဆွေတို့စဉ်းစားကြည့်ပါနိုင်ငံတကာကပေးတဲ့ဒီမိုကရေစီဆိုတာကကြားလုံးကိုစပြီးတော့ပြည်တွင်းစစ်ဒဏ်နဲ့တိုင်းပြည်ပြိုကွဲမဲ့လမ်းကိုသွားကြမလား။ဒါမှမဟုတ်အပြင်ပန်းကိုကြည့်ရင်ရုန်းကန်ရပေမဲ့တကယ်အချုပ်အခြာအာဏာကိုဘယ်သူမှမတည်ရဲပဲနဲ့တည်ငြိမ်ပြီးတော့စီကံရှိတဲ့ဒီမိုကရေစီနိုင်ငံအဖြစ်ရပ်တည်ကြမလား။တမိုင်းမှာပြော့ညံတဲ့နိုင်ငံတွေဟာအဖြစ်စည်းခံရပါတယ်။အိမ်မှာပြတ်သားတဲ့စစ်အာဏာနဲ့အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့နိုင်ငံတွေကသာလျှင်ကဘာတည်ရွေ့ရပ်တည်နိုင်တာပါ။ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကျွန်တော်တို့တိုင်းပြည်အတွက်တကယ်လိုအပ်နေတာဟာဝေဝါးတဲ့တွေးဝေးနေတဲ့မူဝါဒတွေမဟုတ်ဘဲနဲ့ပြတ်သားတဲ့တန်မဏိစိတ်ဓာတ်နဲ့တပ်မတော်ရဲ့ဥဆောင်မှုပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီအချက်လက်တွေကိုတေချာတွေးတောသုံးသပ်ကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ပဲယနေ့စီစဉ်ကနေကုန်းချုပ်ချင်ပါတယ်။အားလုံးကျေးဇူးထူးတင်ပါတယ်။နောက်ထပ်ဒီမှာလဲနိုင်ငံရေးကြောင်းအရာတွေနဲ့ပြန်ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးထူးတင်ပါတယ်။